မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့စာရေးဆရာမဟာဆွေရေးသားထားတဲ့အိမ်အောင်ပြုတင်သူဆိုတဲ့ဝိထုဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဝိထုလေးကိုနားမစင်ခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးကြပါဦးခင်ဗျာတကယ်ကြီးတို့အခုနေတဲ့နေရာအချစ်ဆုံးတကယ်ချင်းနေရာဆုံးဖြတ်ကြတဲ့နေရာလို့သတ်မှတ်ထားကြပါစို့မဲအိမ်ငါအိမ်သူများအိမ်ဘယ်လိုအိမ်ပဲဖြစ်ဖြစ်တို့ဆုံးဖြတ်ချက်ချဖို့လောက်ကင်ဖို့မသိဘူးတို့မြန်မာအယူနဲ့ဆိုရင်ကြံရတဲ့လူအတွက်အတော်ခက်တယ်ကွာအေးလေငါလည်းဒီလိုပဲသဘောရတာပဲဆုံးဖြတ်ပြီးရင်ဟိုဖျားထဲမှာသွားပြီးစီမံတာပေါ့နှစ်ယောက်စလုံးစကားပြက်ပြီးသွားကြပါတယ်တယောက်ရဲ့မျက်နှာတယောက်ဝမ်းနဲ့စာကြည့်ရှုပြီးတက်ပြင်းရှူချကြပါတယ်တဖန်တယောက်ကမဲလိတ်ကိုငါလိတ်ရင်မင်းကောက်မင်းလိတ်ရင်ငါကောက်မယ်ဟုတ်လားမဲလိတ်မှာညက်အေးဘာသွင်းလို့မင်းနာမည်နဲ့ငါနာမည်ကြီးညက်အေးကိုကောက်ပြီးမင်းလို့ဘာသွင်းလို့ကောက်ပြီးငါလုပ်မယ်ဟုတ်လားမင်းသဘောကွာတို့အလွန်ချစ်တဲ့တငယ်ချင်းပဲကြည်ကြည်နဲ့ကြီးဆုံးဖြတ်ပြီးလုပ်မယ်ဆိုရင်မလုပ်နိုင်စရာမရှိပါဘူး၎င်းတို့နှစ်ဦးမှာလူအသက်မှုရာဇဝမှုပြစ်ဒဏ်များနဲ့ဆက်ရှင်တရားသူကြီးစီရင်ချက်တံကိုနာခံရမည်သူထက်အရေးကြီးကြပုံရပါတယ်ဆက်ရှင်တရားသူကြီးရဲ့စီရင်ချက်ကကျိုးမိန်တော်၎င်းချပါတယ်ကျွန်းတော်၎င်းချပါတယ်ဂွင်းလုံးကျွတ်တော်၎င်းလွိပါတယ်အကယ်၍ကျိုးမိန်ချစေကမူဟိုက်ကွတ်တို့အယူခံနိုင်ပါတယ်ဟိုက်ကွတ်ကပယ်လျင်ဘင်းခန္ဓာတနာခံနိုင်ပါတယ်ဒိုမတဆင်အိန္ဒိယဆိုရဒီမတဆင်ပရိပီအထိတက်လန်းရှိပါတယ်၎င်းတို့ဆုံးဖြတ်ချက်မဲချသည်နဲ့တပြိုင်နက်မဲချသူကမိမိရဲ့အသက်ကိုမုတ်ချဆွတ်လွန်ရမည်ဖြစ်ပါတယ်အလွန်ချစ်ခင်ကြသောတငယ်ချင်းနှစ်ယောက်လည်းမြည်သည့်ကိစ္စကြောင့်ကဤမြဆိုးဝါးသောပြုမှုချက်ကိုဆုံးဖြတ်ကြပါသည်ဘာတင်ကတဖန်စကားဆက်၍ကျွန်တော်ကအလွန်စိတ်မချမ်းသာဘွယ်ကိုကိုယ်တိုင်ရေးကိစ္စတခုကြောင့်စိတ်တောက်ဘွားကူးလိုက်ခြင်းဖြစ်ပါတယ်ကျင်းကြံရည်သူများကစွန်တဲ့အမြတမ်းဝေကြရမှန်အကြောင်းကိုအဲ့ဒီလိုစာကိုမင်းလက်ရင်းနဲ့စာတစောင်ငှလက်ရင်းနဲ့စာတစောင်ရေးကြလို့မင်းမဲကြရင်မင်းစက်ကူမှာမင်းလက်မထိုးငါမဲကြရင်ငါစက်ကူမှာငါလက်မထိုးမယ်ဟုတ်လားပြောဆိုကဆိုပါနှစ်ဦးစလုံးကရေးကြပါတယ်ချစ်နှမရွှေရွှေငငယ်တွေကမောင်နှမရင်းလိုခင်မင်းလာကြတာနော်အခုအသက်ကြီးလာလို့လူပြိုအပြိုဖြစ်ကြတော့လေအခင်မင်းမပြည့်အပြောဆိုမပြည့်တဦးအိမ်တဦးဝင်ထွက်လို့နေခဲ့ကြပါတယ်ရွှေရွှေဘက်မှာကြည့်ရှုလျင်ဒီကလောက်မောင်နှမရင်းကဲ့သို့ခင်မင်းလာပါလျက်နဲ့ဤကဲ့သို့စာမျိုးရေးရသည်ဟုဝမ်းနေလိမ့်မလားမသိပါဘူးမဖြစ်တော့ဘူးငါဒီလဒုက္ခဖြစ်နေတာကိုရွှေရွှေသိလျင်တော်ပြီရွှေရွှေရဲ့ဆုံးဖြတ်ချက်စောင့်သား၍ရွှေရွှေကဘယ်လိုသဘောမထားကြောင်းသိရလျင်ဖြစ်လိုရာဖြစ်စီမိမိရဲ့ဘဝကိုတင့်တယ်လို့စီမံပြီးအကယ်၍ရွှေရွှေကတုံ့ပြန်သောသဘောရှိကအထူးရေးပွေးပဲမလို့ပါလောက၌ဤလက်ထက်ထူးမြတ်သောလက်မျိုးမရှိလို့ဝမ်းမြောက်ရွှင်လန်းရပါတော့မယ်ရွှေရွှေရဲ့ကိုယ်တိုင်ကလည်းစဉ်းစားကလည်းယခုကဲ့သို့ဖြစ်ပျက်နေကိုအဆိုးဆိုးလိမ့်မည်လို့မထင်ပါမနေနိုင်တော့ဘူးရွှေရွှေအဲ့ဒါကြောင့်ရေးစွန်ပြီးပြေးလိုက်ရပါတယ်ရွှေရွှေအတက်နဲ့ဒုက္ခများနေပြီစိတ်ကလည်းတမျိုးဖြေပြီးအဆွဲလန်းအာယုံပြောင်းသွားပြီထိန်သိမ်းခြင်းမှမတက်နိုင်တော့ဘူးဒီကဒုက္ခမနိုင်မကယ်နိုင်ကိုသာစာတစ်လုံးနှလုံးနဲ့ပြန်ကြားစီခြင်းပါလေဘာပဲဖြစ်ဖြစ်အသေးကွဲအောင်ပြန်ကြားပေးပါရွှေရွှေဒုက္ခတဲ့မြက်အေးလှရွှေနေနဲ့ငါဟာငယ်ငယ်တုန်းကတိတ်ချစ်ခဲ့ကြပါတယ်နေရငါရဲ့မြက်အေးရဲ့သွားအတူလာအတူကစားအတူတို့ဟာညီအကို၃ယောက်လိုနေခဲ့ကြတယ်နင်ကအလေကတို့၂ယောက်ကဘေးကညှက်ပြီးလေပင်ဖက်သွားလာခဲ့ကြတာတွေးမိပြီးပေါ်လာရင်ငါအခုလိုစာရေးတာကိုငါကစိတ်ဆိုးမိတယ်ငါတို့ကြီးပြင်းလာတော့လေပင်မဖက်ပေးကြပေမဲ့ခင်မင်တာကတော့ရှိကလိုပဲပြောရဲဆိုရဲနဲ့နေမိကလည်းတို့၃ယောက်နေတာကိုမကဲ့ရကြဘူးအပြစ်မတင်ကြဘူးတို့မြို့ထဲမှာလည်းနင့်တဲ့ချောတယ်ရှိတယ်နင့်တဲ့ရိုးဆိုတာရှိတယ်ဒါပေမဲ့ငါကတော့နင့်ကိုပဲပိုချစ်တယ်ငါချစ်အားကြီးတော့စိတ်ပြောင်းသွားမိတယ်ငါမိုက်တာပဲလားလောကဓမ္မတာကိုဒီလိုဖြစ်တာပဲလားဆိုတာစဉ်းစားမရဘူးဟိုအကောင်မြတ်အေးငါအကြောင်းသိရင်ငါ့ကိုတိတ်အပြစ်တင်တော့မှာပဲသူကရိုးရိုးချစ်တာငါကရိုးရိုးကနေစမ်းသလိုဖြစ်လာတယ်ဒါပေမဲ့ငါဘယ်နေရာမဆိုနင်းနဲ့နီးနီးကက်ကက်နေခြင်းလုံးအားကြီးလို့ဒီစိတ်မျိုးပေါ်လာတာပဲနော်နင်းလည်းအသက်16နှစ်ရှိလာပြီရှေ့နောက်စဉ်းစားတတ်မှာပဲအာနာတာနဲ့ငါဆိုလိုတာနားလည်ရင်စာပြန်ပါငါပါဇက်ကပြောလို့မထွက်ရလို့ငါ့ကိုရမှာဒီစာလေးဖတ်စေခြင်းတော့လို့ပေးတာပါ
ငါသတိနည်းသွားတော့ပေါ့ဒါပေမဲ့လှရွှေငါ့ကိုစိတ်မစိုးပါနဲ့နောက်ကိုနင်းသဘောမကျရင်ငါမပြောဘူးငါဒီလိုစာပြီးတာမျက်အေးမပြောနဲ့နောက်မှငါကြည့်ပြောပါမယ်ဘာတွင်လှရွှေဤဝင်းဝါသောပါးပြင်နုနုပေါ်မှာမျက်ရည်စီရောင်များကျနေသည်ကိုထောက်၍အထက်ပါစာနှဆောင်ကိုလှရွှေရဲ့စိတ်နှလုံးမြည်မြထိခိုက်ကြောင်းသိနိုင်ပါတယ်လှရွှေကတငယ်ချင်းယောက်ျားပြိုနှစ်ဦးနှင့်ထိုးဆွာလိုက်သောစာကြောင့်ငယ်စဉ်ကခင်မင်နေထိုင်ခဲ့ကြပုံများကိုပေါ်ပေါက်လာကဝမ်းနေသည်ထက်ဝမ်းနေမိရှာပါတယ်မိမိကမောင်ရင်နှစ်ယောက်ကတို့ချစ်ခင်အားကိုးခဲ့ပါတယ်ဒီကဲ့သို့အားကိုးရမှာလူလားမြောက်လာကြသောအဖိုအမဓမ္မတာဘာဘာညာညာပေါ်လာသောစိတ်ကိုချိုးနေလျက်အိန္ဒိယမပြတ်အခင်မပြတ်စကားပြောမပြတ်နေထိုင်ခဲ့ပါတယ်ရှေးဥစွာမြတ်အေးကစာကိုဖတ်လိုက်ရတဲ့အခါရင်ထဲမှာတုံလို့ခြောက်ကြကစိတ်ဆိုးမလို့လို့မေတ္တာတုံပြန်ရမလို့လို့အထွေထုစဉ်းစားမိပါတယ်တပံမိမိကမေတ္တာရှိပြန်သည်ဟုပြောလျင်သဘောလျာကြ၍မြန်လာသည်ဟုထင်မှတ်ပေလိမ့်မည်စာမပြန်လဲတစ်ဖက်သားကစိတ်စနိုးစနောက်ဖြစ်ရှာလိမ့်မည်2 ရက် 3 ရက်စဉ်းစားနေခိုင်မလာရှိတို့ဟာငယ်ငယ်ကချစ်တာလားမလာရှိဟာ14-15 နှစ်ထိမပြောင်းလဲခဲ့ပါဘူးမင်းအသက်16 နှစ်ကြတော့တို့နှစ်ယောက်စလုံးစိတ်တွေတစ်မျိုးပြောင်းလာတယ်အဲ့ဒါနှစ်ယောက်စလုံးမပြောရဲလို့2 နှစ်လောက်မျိုးသိလာကြတာအခုနှစ်ယောက်စလုံးမနေနိုင်ကြတော့ဘူးမရှိမနှောင်ဖွင့်ပြောကြကုန်ပြီမလာရှိကြီးဆုံးဖြတ်ချက်နှစ်ဦးသားသဘောတူနာခံရန်အသိရှိပါတယ်ဘာလို့ဆုံးဖြတ်မိကိုတို့နှစ်ယောက်စလုံးယနေ့ည9 နာရီတွင်လာရောက်နားထောင်ကြမည်စဉ်းစားထားပါမြတ်အေးဘာတွင်လောက၌ဘယ်လိုမိမများဤလိုအကျက်တဲမျိုးကိုကြုံဦးဝယ်နီလူရုပ်လူကြီးပညာရှင်တွေပြည်စည်းရင်ဟာနှစ်ယောက်စလုံးထက်တူမဖြစ်တော့လဲပြောပါလောက်အောင်တယောက်ထက်တယောက်တာလုံးချင်းမရှိကြအခင်းမင်းမှာလဲဘသူကပူသည်ဘသူကလိုသည်လို့ပြောဝယ်မရှိငယ်စဉ်ကတည်းကစိတ်သဘောထားချင်းတူတဲ့ပြေညီကို3 ယောက်ပမာနေထိုင်ခဲ့ပါတယ်ယခုမူက3 ရက်နဲ့တဦးကမအတက်ဖြစ်ရင်2 ဦးကဖိုတဲ့ဖြစ်ကအမရှိဟာ2 ဦးစလုံးကတွေ့ကက်နေကြပြီဂီတရာရအချင်းသိမင်းတို့မြည်သည်တကူတဲ့2 ဦးနေထိုင်လေးမရှိတဲ့ကဲ့သို့မိန်းကလေးတို့လည်း2 ဦးကျင်ဘက်မထားနိုင်တဦးကိုချစ်လျင်တဦးကိုပြစ်ပယ်ရမည်ဖြစ်ပါတယ်မိမိတသက်နေတကူချစ်ခင်လာသောတငယ်ချင်းတို့အတွက်အစုံအပြတ်အခက်နေရှာပါပြီတကယ်လို့တယောက်ကဆုံးဖြတ်ချက်ကကြံတယောက်ကညီမျှမှာကျင့်တဲ့သည်ပြောစေကမူတဦးကိုတဦးမုံထားရန်ညိုမပြုတ်အပ်ဟုအတက်မဆိုနိုင်တဦးကိုတဦးမုံထားလျင်မိမိဘယောကဖြစ်တော်မူစိတ်နှလုံးဝေခွဲမြောင်ဖြစ်အံရှိတဲ့ဖြင့်ချင်းစုသောအချိန်မတိုင်ပါစေနဲ့လို့ဆုတောင်းမိပါတယ်ဒါပေမဲ့ဘသူကတားမြစ်သည်ကိုမှနားမထောင်တစ်စက္ကန့်များအစိတ်ပိုင်းကလေးများငတ်လင်ခြင်းမရှိအချိန်ကမိနစ်မှနိုင်များကိုကြော်လားပြောင်းလဲကည6 နာရီသို့တိုင်ခဲ့ပါပြီလှရှိကမိဘအလုပ်ကိုကူညီလုပ်ကံရ၌ဖြစ်စေညသာထမင်းစားတော့ရ၌ဖြစ်စေဖြောင်တန်းချောမောခြင်းမရှိဒီဝေလျက်သာပြုမိပါတယ်မိဘရှိမှတော့မျက်နာမူရမပြည့်ရမနဲ့တရိထားရပါတယ်လှရှိကရုပ်ရည်ထက်ဆွေကောင်းတီတီဖြောင့်မတ်ခြင်းအိန္ဒိယတို့နှင့်မိမာပိတာခြင်းစသောဂုဏ်တို့ကြောင့်နေဝင်လျင်၎င်းရဲ့အိမ်ရှိတယောတန်ဘင်းချိုတန်တချင်းတန်တို့ဖြင့်ကာလာသားတို့စုညံစွာလမ်းလျှောက်ခြင်းတို့ကိုခံရသူဖြစ်ပါတယ်လှရှိရဲ့စိတ်မှာထိုကဲ့သို့အရေးများကိုတွေးကြည့်မိခြင်းမရှိလှရှိရဲ့တိုက်ရင်လတာခန်းကအရှိပဲပန်းအိုးတို့ကတန်စာဆင်လျက်ခြေခြေဝန်းဝန်းရှိပါတယ်မြူတိန်ကင်းစင်သောတစောင်းမုံလာပြေထွက်သည့်စန္နာလာဝင့်သည့်အဆိုပါလတာခန်းကိုပိုလင်းထင်သည်လို့မှတ်ရပါတယ်ပန်းအိုပန်းရဲ့များလာဟတ်နေရကပန်းအိုကြားမှာပက်လက်ဂရိုင်ပေါ်မှာထိုင်ပြီးဝါဝင်းတဲ့လှရှိရဲ့မျက်နှာကလေးကိုအဝိညနာကတော်ရာရဲ့အကြည့်တက်ခံစား권ပန်းမျိုးမဖြစ်နိုင်ပဲမျိုးငယ်တိဝေလျက်ရှိသည့်အသွင်ကိုသာစောင်းနေပါတယ်လှရှိရဲ့မိဘများအတန်ကဟဲ့မျက်အေးနဲ့ပတ်တွင်လားမင်းတို့နှမကိုဟိုလတာကမှတွားကြလေဟုပြောလိုက်တော့အတန်ကိုကြားရပြီးနောက်လူပြို2 ယောက်ကတရားသူကြီးဆုံးဖြတ်ချက်ကိုနာခံရောက်လာပါတယ်တငယ်ချင်း2 ယောက်ကပက်လက်ကထိုင်တစ်လုံးစီနဲ့လှရှိရဲ့အနီး3 ပေကွာလောက်စီမှာ3 ပွင့်ဆိုင်ထိုင်မိကြပါတယ်လှရှိရဲ့မျက်နှာကအရှိပဲမျက်နှာဖြူထားပြီးလာရောင်ဟပ်ပြီးဝင်းဝါနေသောအသားရည်အလာတဲ့ရောနေသည်လို့ထင်မှတ်ရပါတယ်ကယောကရဲ့ထုံထားတဲ့တပတ်ရှူစရိုးမှာပိုထွက်လာသောဆံပြားတို့ကလှရှိရဲ့ပခုံးအရှိဘက်ကိုတက်ခါ၎င်းရဲ့ဒူးစစ်လုံးကြီးပေါ်တွင်အဆုံတက်နေပါတယ်လှရှိကမောင်2 ယောက်ရဲ့မျက်နှာကိုကြည့်ကာမျက်ရည်တွေစီးလျက်နေပါတယ်ရှေးခါကမူမိမိတို့ဖတ်ဘူးသောမဂ္ဂဇင်းစာအုပ်တွေကဝိတုကြောင့်ကိုပြောပြလိုက်ကော်ဖီတောက်လိုက်မုံလူစားလိုက်
ဂျင်းတုပ်ပြင်လိုက်လက်ဖက်ရည်ကောင်းကောင်းတွင်မြုပ်သည့်ကြက်သွန်ပြူပစွန်ကြောက်နန်းစီနိုင်နိုင်တံမြာသည့်နှင့်စားလိုကစားများစွာပျော်မွေ့ခဲ့ပါတယ်ယနေ့မူကားမဟုတ်ရေတံမောတံပြောဆိုတံစူညံတံမကြားတော့ကြီးယောက်ျားပြိုနှစ်ဦးကလှရွှေရဲ့ရိုးသားတည်ကြည်ပုံကိုပူပူနွေးနွေးမိဖုရားမြတ်ရုပ်ကလေးနှင့်မြင်သောအခါတာ၍ဆွဲလန်းကြပါတယ်အတွင်စိတ်တွင်ငါကိုဆုံးဖြတ်ပါငါရရင်ကောင်းမှာပဲဟုသောပုထုဇဉ်စိတ်ကလေးများပေါ်ပေါက်လာပါတယ်လှရွှေကရှိခါကသူ့ကြီးစကားစတင်ပြောဆိုတော့လဲဒီနေ့မှတော့စကားမပြောမိလှရွှေပြောလျင်ချက်ချင်းလော၍စကားတုံ့ပြန်လေးရှိသောမြတ်အေးကို၎င်းယနေ့အဖို့တေမိမင်းသားနှင့်အမျိုးတော်လေသည်လိုဖြစ်နေပါတယ်အတင်းအကျပ်ဒုံဒုံဆန်ဆန်လှုပ်လို့ရှိသောဗတ်တင်ကလည်းငိုင်းတိုင်းတိုင်းဖြစ်ခါဘေးရင်နခတာယာအတက်ကျွမ်းကျင်သူကဲ့သို့လာမင်းနှင့်ကောင်းကင်ကိုမော့ကြည့်လိုက်လှရွှေရဲ့မိဘများခါတိုင်းကဲ့သို့ထင်မှတ်ခါဘာမှဂရုမစိုက်ကြကြလှရွှေရဲ့မျက်ရည်စီးနေလဲမြင်ရတော့ခါတင်ငယ်ချင်းနှစ်ယောက်လုံးအစားခက်ရည်နေကြပါတယ်ဒါပေမဲ့မပြောလျင်ကိစ္စပြီးမြင်မဖြစ်ဗတ်တင်ကစရည်ဘယ်နဲ့လဲလှရွှေဘယ်လိုဆုံးဖြတ်ထားပြီလဲဘာမှအာမနာပါနဲ့ပြောတာပြောပါလှရွှေအနိုင်နိုင်ညှစ်ထိုးရတော့လေတံကလေးနဲ့ရင်ကလေးကြွတက်လာကကျမဟာနှစ်ယောက်စလုံးကိုမောင်အရင်နှစ်ယောက်လိုပဲအောက်မေ့ခင်မင်းလာတာကျမမိဘတွေကလည်းဒီလိုထင်ပြီးယုံကြည်စိတ်ချခဲ့ကြတာပြီးတော့အေးလေဒါတွေတို့သိတယ်တို့စိတ်ကလည်းတို့ဘယ်လိုဖြစ်မှမသိဘူးပြီးတော့ဟာဒီလိုစိတ်ပြောင်းလိမ့်မယ်လို့လုံးဝမထင်ခဲ့ဘူးကျမချစ်တာနှစ်ယောက်စလုံးကိုမောင်ရင်းလို့ချစ်တာအဲ့လိုမောင်ချစ်ရကနေကျမဘယ်လိုလုပ်ပြီးပြောရမှာလဲကျမမပြောစေရသေးနဲ့မပြောတတ်ပါဘူးတိုးတိုးရှိုက်ခါခတ်ပါပြီရွှေရဲ့တိတ်ကိုဒုက္ခရောက်ကုန်ကြပြီဒီလိုနဲ့လည်းမပြီးဘူးကွပြောမှာပဲကိစ္စကပြီးတော့မယ်ဟုတ်တယ်လှရှိပြောပါဆိုတင်းမညာမတာပြောတော့လို့လည်းမထင်ပါနဲ့ကျမတိတ်ခတ်တာပဲဒီလိုငင်းနေရင်လည်းလူကြီးတွေကဘယ်လိုထင်မလဲဒါဖြင့်မြန်မြန်ပြောနေ့လေကဆုံးဖြတ်ပြီးပြီမဟုတ်လားဘာမှမစဉ်းစားတတ်ဘူးဒါပေမဲ့ကျမဟာတသက်မှအိမ်တော်မပြုတ်တော့ဘူးလို့ဆုံးဖြတ်ထားတယ်မောင်နှစ်ယောက်ကလည်းကျမလိုမနေနိုင်ကြဘူးလားသဘောတူတယ်ဆိုရင်လည်းခံရတော့မယ်မနေနိုင်ကြဘူးဒီပြည့်မင်းကလေးနဲ့ပြုတ်မယ်ဆိုရင်လည်းတသက်လုံးမပြုတ်ပဲနေနိုင်တယ်ခတ်တာပဲဒါပြည့်ရှင်တို့အလွန်ချစ်တဲ့တကယ်ချင်းနှစ်ယောက်ကြိုက်တယ်လို့နီးနေကျင်တဲ့တယ်လို့ဆုံးဖြတ်အဲ့ဒီဆုံးဖြတ်တာကိုကျမလိုက်နာပါမယ်ဟေးပါတယ်ဘယ်နဲ့သဘောရလဲမင်းရောဟုတ်တာပဲတို့လိုယောက်ျားချင်းမကြီးကသဘောတူမဆုံးဖြတ်နိုင်ရင်မကောင်းဘူးကွယ်ဒီလိုဖြစ်ရင်စိန်လိုက်မောင်ကိုင်းလှရှိတို့ဆုံးဖြတ်မယ်ဆုံးဖြတ်ပြီးတဲ့နောက်လှရှိကကြည်ကြည်နဲ့ကြီးသဘောတူမှမဟုတ်လားနောက်ရှက်မရှိရင်ကျင်တတ်ပါတယ်ကြံတဲ့လူအတွက်ကျမတသက်လို့အနောက်ရှက်မဖြစ်အောင်သာဆုံးဖြတ်ပါကျမကျင်တတ်ပါတယ်ကိုင်းဒါဖြစ်ဒီအတိုင်းသာသဘောတူကြစို့တို့ပြန်မယ်နှစ်ယောက်စလုံးမတ်တရက်ကြပါတယ်ထို့နောက်လှေကားကလှည့်ရည်ဆင်းခဲ့ကြပါတယ်နောက်တနေ့မနက်9 နာရီတငယ်ချင်းနှစ်ယောက်မြို့မှာကလပ်ရုံအနေနာတို့ရောက်ကြပါတယ်ဘာတင်ကကလပ်အကျိုးဆောင်ဖြစ်သည့်အတိုင်းကလပ်ရုံကိုပါလာတော့နေဖွင့်ကဇပွဲတစ်ခုအနေနဲ့ထိုင်မိပါတယ်ဘာတင်ကစားရည်ငါတော့မနေ့ကတိုင်ပင်ထားတဲ့အတိုင်းတညာလုံးအိတ်မပြောဘူးစဉ်းစားမိတယ်တို့ဆုံးဖြတ်ပြီးတယောက်ကိုရပါပြီဆိုတော့ကြံတယောက်အတွက်နဲ့သူစိတ်မစင်းရဲပဲနေမှာမဟုတ်ဘူးမင်းတော့မပြောတော့ဘူးငါတော့ငါ့ကိုလက်လို့ရင်ငါစိတ်ဘယ်လိုဖြစ်သွားမယ်ဆိုတာမသိဘူးငါလည်းဒီလိုပဲစဉ်းစားမိတယ်ဒါမျိုးယဟန္တာမဟုတ်တော့စိတ်ကိုမထိကြိုက်ပဲနေမှာမဟုတ်ဘူးကွယ်သူလည်းကြံတဲ့တယောက်အတွက်နှောက်ယှက်ဖြစ်မှာပဲဒီတော့ငါသဘောကျတာပြောမယ်တို့နှစ်ယောက်မဲချစို့မဲချပြီးမဲကြတဲ့သူကယူဒီလိုလား no မဟုတ်ဘူးမဲကြတဲ့သူကအစိတ်တောက်သေးရမယ်မျက်အေးမျက်လုံးပြူးသွားစိတ်ကိုတင်းနေရအေးဒါလည်းအကောင်းသားမရတူသေတာမြက်ပါသေးတယ်ကွာတကယ်ချင်းတို့အခုနေတဲ့နေရာကအချစ်ဆုံးတကယ်ချင်းနှစ်ယောက်ဆုံးဖြတ်ကြတဲ့နေရာလို့သတ်မှတ်ထားကြစို့စာသည်ဖြင့်ဤဥဒုစ၌ဖော်ပြခဲ့တဲ့အတိုင်းတိုင်မီရဲ့နေကြခြင်းဖြစ်ပါတယ်တကယ်ချင်းနှစ်ယောက်ကတေရန်စာအမှားသားများကိုရေးပြီးတဲ့နောက်ဘာတင်ကစက်ကူအရွယ်တူပုံတူတလဲမှပက်လဲရှိတဲ့နှစ်ခုကိုရေးပြီးလျင်မြတ်အေးမမြင်အောင်ခဲရံနဲ့မြတ်အေးဘတ်တင်ဟုရေးပါတယ်တဖန်စက်ကူကိုလိပ်ပြီးလျင်လက်ခုပ်ထဲ၌ထည့်ရခောက်ပါတယ်စက်ကူလိပ်သောဘတ်တင်ကိုယ်တိုင်မြည်သည့်စက်ကူလိပ်ကမြတ်အေးဘတ်တင်ဖြစ်သည်ကိုမပြောနိုင်ကြဘတ်တင်ကတဖန်ငါဟာငါလိပ်ပြီးပြီငါကောက်လို့ငါနာမည်ကြရင်ကိစ္စမရှိဘူးမင်းနာမည်ကြရင်မကောင်းဘူးဒီတော့ဟော့ဒီဖန်ခွက်ထဲထည့်မယ်မင်းကြရတလိပ်ကောက်ဟုတ်လားဒီကိစ္စတာမညာမဟုတ်
ဂရိတစ္ဆာတည်သောသူတိုင်းကတကယ်လောက်ရမည်ကိစ္စဖြစ်သည်ဖြင့်ညာအေးရဲ့လက်ဖျားတွတ်တွတ်လက်လက်မရှိဖြစ်၍အပြစ်တင်ပွဲမဟုတ်ဘာတင်ကိုယ်တိုင်လည်းမိမိတို့နှစ်ဦးဆုံးဖြတ်လောက်ကင်မှုကိုထပ်မံစဉ်းစားမိပါတယ်ညာအေးကလက်မတုံအောင်မနဲ့တတိထားလျက်ကိုင်းငါကောက်တော့မယ်ခောက်ပြီးလှောက်လိုက်အောင်ထိုကိုင်းတောက်ဟူသောဘာတွင်ဘာလုံနေသူဟူသောအတန်ကိုဆရာရဲ့အတန်ကြားရသည်ဖြင့်နှစ်ယောက်စလုံးအားတင်သားကဘာတွင်ကတကားကိုဖွင့်ရကြည့်ပါတယ်အသက်40ခန့်လူကြီးတယောက်ဝင်လာရာနှစ်ယောက်စလုံးအယိုသေးပိတ်ပြီးကလက်ထိုင်တစ်လုံးမှာအတင်းတင်ထားကကြက်တည်သေးနေကြပါတယ်ငါမနေ့ကမော်ဒန်ကျူးမိခဲ့တယ်ထင်လို့ဘာတွင်အိမ်ရောက်သေးတယ်ဘယ်ထွက်သားမှမသိဘူးတဲ့ဒီကောင်ကကလက်သွားတာပဲလို့တွေးတာအန်ကိုက်ပဲခါတိုင်းလူရှုပ်တော့တနည်းလေးမျိုးမှလှုပ်တက်တဲ့အကောင်မတွေ့ဘူးလားတွေ့ပါလေဆရာဥပုခန့်ယူသွားတယ်တဲဒီဥက္ခရကလည်းတဲကွာကြတယ်အမဲဖန်ခွေရဲရဘာတော့ဘာသာရေးထားတာတော့ချအောင်ပြောဆိုရွေ့ကြည့်ပါလေနာမီနှစ်ခုကိုတွေ့တဲ့အခါဘာလောက်ကြတယ်လဲဟုမေးပါလေမေးရင်ခုံမီနဲ့ဖိထားသောစာရွက်ငယ်နှစ်ခုကိုတွေ့သည်နှင့်ဖတ်ရှုကြည့်ရာဆရာတော်ကြီးကမျက်လုံးပြည့်သွားပါလေတရင်မိုက်တယ်ခွေးမသားလေမင်းတို့ဘာဖြစ်တာလဲဘယ်နဲ့လဲမေးရနှစ်ယောက်စလုံးကမငင်းမကြယ်ပဲအဖြစ်အပျက်ကိုပြောဆိုပါလေ၎င်းတို့ငယ်ဆရာဖြစ်သူအထူးအကြောင်းရင်ရိုသူကျူများဖြစ်တယ်ပဲဆရာပြောဆိုသူများအမြင်နားထောင်သူများလည်းဖြစ်ပါတယ်တရင်မိုက်တယ်ခွေးမသားလေဒီလိုဆုံးဖြတ်ရသလားမင်းတို့ဒီလောက်ဆွဲရင်ဆရာဆုံးဖြတ်တာလိုက်နာမလားကျွန်တော်တို့ညံမရှိတော့ဘူးလိုက်နာပါမယ်ဆရာကောင်းပြီဒီကလေးမကိုစိတ်ထဲကဖြတ်ပစ်လိုက်တန်မြိုင်ဟင်ဆရာပြောတာနားထောင်မင်းတို့အမြဲဖြတ်မှာမဟုတ်ဘူးတနေ့ထက်သူ့အကြောင်းမစင်းစားနဲ့ပြီးတော့ဒီမျိုးမှာမနေနဲ့မင်းတို့အဆက်အသွယ်ရှိတဲ့မြို့ကလေးတွေတကွဲစီနေရမယ်တနေ့ကျတော့ဆရာဆုံးဖြတ်ချက်ကိုပြောပြမယ်ဟုတ်လားကောင်းပါပြီဆရာတဲမိုက်တဲ့ခွေးမသားကြီးထွက်ကြဟုဆရာပါကလပ်မှာထွက်သွားကြလေသည်ယခုကမြအေးကအကားရဲ့မိဘလဲမြေရှိသောမြို့တစ်မြို့တွင်ပွဲစားလို့လောက်ကန်နေရာဘာတွင်မှအခြားမြို့တစ်မြို့တွင်အဖွဲ့ပိုင်းမြမကျောင်းတစ်ကျောင်းတွင်အင်္ဂလိပ်စာပြဆရာလုပ်နေပါတယ်နှုတ်သားကလှရှည်ကိုစိတ်ဖြက်လျက်မိမိတို့တက်ဆိုင်ရာအလုပ်များကိုကြိုးစားနေကြပါတယ်လှရှည်ကမြအေးနှင့်ဘာတွင်ရဲ့သတင်းကိုမကြားသည်မှာ4-5-6လရှိခဲ့ပါတယ်တနေ့သတင်းစာတစ်စောင်ကိုတူလိုင်းစလုံးပြေခေါင်းစဉ်တည်လျက်ကျွန်တော်မျိုးတွင်ရှေ့အခါစဘာစီပဲကောက်စီများနှင့်တရုတ်ကလားခြေရင်းရိုက်ရဲ့အလူရဲ့ဝယ်ကြရာမြန်မာစီကံမရှိရောင်းဝယ်ကြသဖြင့်အကျိုးခံစား권ရှိတဲ့တော့မရှိခဲ့ကြောင်းမကြမီကပွဲစားမြတ်ဤလုံးလာကြောင်းစံစဘာပဲပြောင်းဝယ်ရာဗဟိုဌာနတစ်ခုကိုမြို့ပေါ်တွင်ဖွင့်လှစ်ကာနယ်စဘာပြောင်းစုဆောင်းနိုင်ခဲ့ကြောင်းငွေလိုသောပွဲစားများကိုကိုမြတ်အေးကအချို့အဝက်ထုတ်ပေးကြောင်းရောင်စီတစ်မျိုးဗဟိုဌာနကြက်ရဈေးမှရောင်းသဖြင့်အကျိုးဖို့ခံစားရကြောင်းကိုမြတ်အေးမှပစ္စည်းအင်အားလုံလောက်သဖြင့်တမျိုးလုံးယုံကြည်စိတ်ချအနံ့ရတာတာ၏ကျိုးရှိခဲ့ကြောင်းအခြားမျိုးများပဲလဲဤနည်းစီမံမှုတင်ကြောင်းသတင်းစာမှာအကြံပေးပါတယ်ခင်ဗျာမောင်ဘိုးဝပွဲသားနောက်တနေ့သတင်းစာတစ်စောင်၌ဘိုးဘတွင်ပြောင်းတော်မတဲ့ကျွန်တော်တို့ကဤအကြောင်းအရာကိုမရေးပဲမနေနိုင်ကြဘိုးဘတွင်ကမျိုးချစ်စိတ်အလွန်ထက်တန်၍အများအကျိုးကိုအထူးအကျိုးဆောင်ရရှိကြောင်းကျွန်တော်တို့မျိုးတွင်ဘိုးဘတွင်ရောက်ရှိလာ၍စာကြည့်တင်ခန်းခန်းနာနာဖြစ်လာကြောင်းရဲတစ်ဖွဲ့ကြီးလည်းတောင်းတင်းလာကြောင်းမြို့ရွာလမ်းလည်းဆရာဘတွင်အားအထူးကြည်ညိုချစ်ခင်ကြကြောင်းတို့ဖြစ်ရာဘိုးဘတွင်မှာရန်ကုန်ဖွဲ့ကြီးမှနယ်လေတရားဟောအတွက်ခေါ်ယူထားသဖြင့်မကြမီပြောင်းရွှေ့ရတော့မည်ဖြစ်ကြောင်းရဲထွန်းဝလှရှိကဆရာဆုံးဖြတ်ရာနာခံမြစ်အနေနဲ့တငယ်ချင်းနှစ်ယောက်တစ်မျိုးစီတို့ထွက်ခွာသွားကြောင်းသိခဲ့ရပါတယ်တယောက်ကဂုံတယ်ဘက်တွင်ကြိုးစား၍တယောက်ကနိုင်ငံရေးရဲတပ်ဖွဲ့ကိုကြိုးစားသဖြင့်မြည်သူကအရေးကြီးသူကိုဝေခဲ့မရဖြစ်နေပါတယ်လှရှိတာမဟုတ်အဝေးမြို့တွင်နေထိုင်ကြသောမြတ်အိနှင့်ဗတ်တင်တို့လည်းသတင်းစာများဖတ်ရှုရပြီးနောက်ဆရာမြည်တို့ဆုံးဖြတ်မည်ကိုသိလိုကြပါတယ်မြတ်အေးကနိုင်ငံတော်ကောင်းစားရေးကူးသန်းရောင်းဝယ်ရေးကိုတီးနေသည်ဟုယူဆပါတယ်ဗတ်တင်ကနိုင်ငံကောင်းစားရေးကူးသန်းရောင်းဝယ်ရေးနှင့်ဆိုင်သောလက်ကင်အာဏာဖြစ်သည့်နိုင်ငံရေးကိုလက်ဝယ်ရဖို့နိုင်ငံကာဝေးရေးပြည်စုံမှလိုရှိရာရောက်နိုင်သည်ဟုယူဆပါတယ်မိမိပြုမှုချက်ကိုမြတ်အေးလိုကိုယ့်ဘာသာရောင်းဝယ်ဖောက်ကားအေးနေသူထက်အတန်မြင့်သည်ဟုယုံမိပါတယ်ဆရာဘယ်လိုဆုံးဖြတ်လဲအချိန်တစ်နှစ်အမတ်တမဲ့စေ့ရောက်ပါတယ်စိတ်ငြိမ်လို့ဆရာကဧကန်းတွင်တပည့်နှစ်ယောက်စလုံးဆုံးဖြတ်ချက်ကိုနာခံရရောက်လာပါတယ်။ကိုင်တပည့်တို့မင်းတို့အခုလှရွှေပေါ်ဆွဲတဲ့စိတ်ရှိရခင်ကားလို့ထက်တန်သေးသလားတေးသေးချာချာစဉ်းစားပြီးမှန်မှန်ပြောကွယ်မတန်ကြပါဘူးဆရာ
အဲ့ဒါမှတ်ထားမင်းတို့အစိမ့်တွေမို့နိနိကက်ကက်နေတိုင်းလဲမြင်ရသူ့အကြောင်းလဲစဉ်းစားဆိုအသေးလဲဆွဲတာပေါ့သူ့အကြောင်းလဲမစဉ်းစားဝေဝေလဲနေတယ်ဆိုရင်စိတ်ထဲမှာပေါ့သွားတာပဲခွအဲ့ဒါဓမ္မတာပဲကဲနားထောင်ဆုံးဖြတ်မယ်မြတ်အေးကကုသွန်ရောင်းဝေကိုကြိုးစားတယ်မဟုတ်လားဘာသွင်ရဲ့ရဲတက်ဖွဲ့စာကြည့်တဲ့အသင်းတွေနိုင်ငံရေးတွေကြိုးစားတာကြားရတယ်မှန်ပါလေဆရာဒီတော့ဘာသွင်လိုတရိပြက်တိနဲ့ရဲတက်ဖွဲ့နိုင်ငံရေးကိစ္စတိုင်းသူပြည်သားမျက်စိပွင့်အောင်လုပ်တဲ့ကိစ္စတာမညသူတွေမလုပ်နိုင်ဘူးကွမှန်ပါလေဆရာကျွန်တော်ဟာဘာသွင်လောကျမ်းမာရေးကာယပလရဲတက်ဖွဲ့နိုင်ငံရေးဝါသနာမပတာကိုဝန်ခံပါတယ်ဆရာကလူရဲ့တံမိုးရွေးချယ်တာအများကြီးကျင့်တတ်ပါတယ်ဘာသွင်ပဲရထိုက်ပါတယ်ဆရာဒါကြောင့်ဒီလိုနိုင်ငံရေးတဲ့အများအကျိုးအတွက်သက်ဆုံးကြိုးပမ်းဆောင်ရတဲ့လူငယ်ဟာအိမ်တော်မပြုတ်ပဲဆောင်ရတဲ့တော်မို့လှရှည်ကိုမြတ်အေးယူဖို့ဆရာဆုံးဖြတ်တယ်ထိုအခါဘတ်တင်ကဆရာကိုဥချလျက်ကျွန်တော်သဘောပေါက်ပါပြီဆရာကျွန်တော်အသက်22နှစ်ရှိပါပြီ10နှစ်လောက်အိမ်တော်မပြုတ်ပဲဆောင်ရွက်လျင်10နှစ်စာကြီးရောက်ရင်မှန်ပါတယ်အနည်းဆုံးနောက်ထပ်10နှစ်အိမ်တော်မပြုတ်ပဲဆောင်ရွက်ဖို့ဂရိထားပါတယ်ဆရာတာဓုကဲကျင်နေရင်လှရှည်ကိုဆရာဆုံးမမယ်ပြောဆိုပါတပည့်နှစ်ယောက်ကိုလွှတ်လိုက်ပါတယ်နောင်3လလောက်ကြာတဲ့အခါမြတ်အေးနဲ့လှရှည်တို့မင်္ဂလာလက်ထပ်ပွဲကိုဘာတင်ကရွှေရင်းက10ပြားပြင်မြမသူရဲကောင်းစာအုပ်များကိုပါလက်ဖွဲ့ရင်းတင်သွင်းနေတဲ့ကိုမြင်ရပါတယ်ဇလန်လေးကတော့ဒီမှာပြီးဆုံးတော့ပါပြီခင်ဗျာခုလိုအချိန်ပေးပြီးနားဆင်ကြတဲ့တယောက်ချင်းကြောင်ဒုဝင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်နေ့မှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်မြတ်ဆောင်ကိုတင်ဆက်ပေးတော့မှာဖြစ်လို့နားဆင်အားပေးကြပါဦးခင်ဗျာ